မင်္ဂလာပါကိုနောင် home decoration ရင်ပိန်တိမ်မှာပြန်လာကြိုးဆိုလိုက်ပါရခင်ဗျာမိတ်ဆွေတို့ရဲ့အိမ်အပြင်နေရံများဆေးတုပ်လျင်တတိချောက်စရာနေအလင်းရောင်ကြောက်ရောက်မှုကြောင့်နေရံများလှိုင်းထက်ခြင်း problem အကြောင်းကိုပြန်လည်မျှဝေပေးခြင်းပါရခင်ဗျာအိမ်တစ်လုံးရဲ့အလှဟာသူ့ရဲ့အပြင်ပန်းဒီဇိုင်းပေါ်မှာလည်းမူတည်နေပါနဲ့ဒါကြောင့်အပြင်နေရံဆေးထုတာဟာအိမ်တစ်လုံးအတွက်အရန်အရေးပါတဲ့အလုပ်တစ်ခုပါပဲဒါပေမဲ့ဒီလုံးမှာတတိထားရမယ့်အချက်တစ်ခုရှိတယ်ဆိုတာသင်သိပါသလားအိမ်အဖြစ်နေရများဆေးတုပ်လျင်အဓိကတတိထားစရာကတော့ကိုယ့်အဆောက်အဦပေါ်နေအလင်းရောင်ကြာရောက်ပုံမှာအဆောက်အဦဘိန်းတစ်ဖက်နဲ့နောက်ကျောဘက်ချမ်းလေကတော့ပြဿနာသိမ်းမရှိပေမဲ့အဆောက်အဦမျက်နှာစာကိုနေအလင်းရောင်အားဘေးသဆောင်ကြာရောက်လင်မျက်နှာစာမှာရှိတဲ့ဆေးတော့ area ဟာမျက်နှာပြင်ကျဲရင်နေရံမှာလိုင်းနဲ့ပေါ်တက်တီကြည့်ရတာရုပ်ဆိုးပါတယ်မျက်နှာစာနေရန်ကိုနေအလင်းရောင်ဘေးတဆောင်ကြားနောက်ချင်းချောင်းလိုင်းနေပေါ်တဲ့ပြဿနာဟာပန်းရံအချောကင်လုံးမှမထိရပေမဲ့စေးတုပ်တဲ့အချင်းကြနေရန်ပေါ်ကာလာတင်ပြီးချိန်မှမရတော့မို့စေးတုပ်စရာတွေကိုတော်တော်ဒုက္ခပေးတဲ့ပြဿနာပါဘေးနဲ့ချမ်းတဲ့အဆောက်အဦနောက်ကျောပါချမ်းတွေဟာလည်းပြဿနာသိမ့်မရှိပေမဲ့အဆောက်အဦတင်နေရပေါ်မူတည်ပြီးပြဿနာတော့ရှိနိုင်ပါတယ်ဘေးနဲ့ချမ်းမှာကိုနဲ့ကရဲ့အဆောက်အဦရှိနေရင်နေအလင်းရောင်ကြက်ရောက်ပြီးနေရန်လိုင်းနေပေါ်နေတဲ့ပြဿနာဟာမရှိနိုင်ပေမဲ့မျက်နှာစာနှစ်ဖက်အလားချတဲ့အဆောက်အဦတွေမှာတော့ဘေးဘက်ချမ်းကိုပါနေအလင်းရောင်ကြက်ရောက်ပြီးနေရန်လိုင်းပေါ်တဲ့ပြဿနာဟာတတိထားစရာပါနေအလင်းရောင်ဟာအဆောက်အဦနေရန်ပေါ်ကိုမနက်ပိုင်းနဲ့ညနေပိုင်းတဲ့အလင်းအားနဲ့အပူအားနည်းတဲ့အချိန်တွေမှာအများအားဖြင့်ဘေးတိုက်ကြရောက်တတ်ပါတယ်အဲ့ဒီချိန်တွေမှာပဲနေရန်ပေါ်မှာရှိတဲ့အဆိုးပြစ်တွေကုန်ပေါ်လာပြီးနေရန်တွေလိုင်းထတဲ့ပြဿနာကိုမြင်နိုင်ပါတယ်ဒါဆိုဒီပြဿနာကိုဘယ်လိုရှောင်ရှားမလဲအကောင်းဆုံးနည်းလမ်းကတော့ကြိုတင်ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်အပြင်နေရန်များဆေးတုပ်တော်မီဆိုလျင်မိမိသုံးမိအဆောက်အဦရဲ့နေရန်ကိုဘဲချင်းတွေမှာနေတဆောင်ကြရောက်တယ်လေမျက်နှာစာနေရန်ဟာကြွေပြောင်းမှန်အလူမီနီယမ် sand shape veranda တို့ရဲ့ဒီဇိုင်းလုပ်ထားလားဆေးထုတ် area ပြင်ကျတဲ့ဒီဇိုင်းလားဆိုတာကိုအင်ရှင်အော်တာဝန်ခံအင်ဂျင်နီယာများနဲ့ဆွေးနွေးတိုင်ပင်ပြီးကြိုတင်တည်ထားပြီးလှုပ်ဆောင်တင်ပါတယ်နေရံပေါ်နေလင်းရောင်တစောင်းချရောက်မှုကြောင့်နေရံတွေမှာလိုင်းတက်ခြင်းပြဿနာဟာဆေးရောက်တင်ပြီးမှမြင်ရတတ်တာမို့ကြီးရလာတအားဆိုးလို့ပြန်လဲပြုပြင်ရလင်းအရှင်များဘက်ကလည်းပစ္စည်းကုန်ကြစရိတ်ရှိသလိုစေးတုပ်စရာများဘက်ကလည်းလုံအားကုန်ကြစရိတ်များထည့်ပြီးကုန်ကြလာနိုင်တာကြောင့်မိမိအဆောက်အဦအားစေးတုပ်မိအင်ရှင်နဲ့စေးတုပ်စရာညီကိုများကြိုတင်တည်ထားပြင်ဆင်နိုင်စေရန်ပြန်လဲမျှဝေပေးလိုက်ပါလေခင်ဗျာစေးတုပ်တဲ့လုပ်ငန်းဟာလက်ရမြောက်ပြီးအချင်းယူရောက်တဲ့အမှုပညာတစ်ခုပါပဲကျွန်တော်တို့ကိုနောင်စေးတုပ်လုပ်ငန်းနဲ့အင်တွင်းအလှစဉ်လုပ်ငန်းကနေအကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အင်အလှကိုဖန်တီးပေးဟုအသင့်ရှိနေပါလေခင်ဗျာ